ကိုနေပြီးတော့ဘက်ကိုအိမ်တယ်ရပို့ပေးပါရဲ့နော်ကိုအိမ်ရောက်ချီရရတော့မရပါဘူးရှင်ကိုလောလောကဆယ်လူရဲ့အရင်များနေလို့ပါနော်ကိုမီနီဖုန်းလေးရတယ်သူတို့ကဘာတွေသုံးလို့ရတယ်ဆိုတော့ Facebook Viber YouTube Telegram TikTok အကုန်သုံးလို့ရတယ်နော် game ဆိုတော့ဝင်ချေပြီးပြီးကြာစားနိုင်ပါရဲ့ရှင်ပြီးတော့ကိုဖုန်းပြောဖုန်းဆိုတာအကုန်ရပါရဲ့နော်ပြီးတော့မက်ဆေ့ဘက်ကလည်းတနေ့အမှခန့်ချက်ပြင်းနေရောင်းချပေးရပါရှင်မီနီဖုန်းလေးနဲ့ပတ်သက်ပြီးမက်ဆေ့ဘက်ကတနေ့အမှခန့်ချက်ပေးထားတယ်တနေ့အတွင်းမှာမီနီဖုန်းလေးစုံတရားဖြစ်ခဲ့မက်ဆေ့ဘက်ကအသစ်တစ်လုံးလဲပေးပါရဲ့နော်အခုပြီးတော့ကိုမက်ဆေ့ဘက်ကကြတော့ကိုငွေလုံးဝင်တဲ့ပစ္စည်းပါစက်တော်နဲ့ပြီးတော့စာခေါ်ပြပေးရပြီးအရာပိုင်းနဲ့အစားလည်းအကုန်စစ်ပြပေးတယ်ပြီးတော့ပါစက်လေးပါထုတ်ပေးပါသေးရဲ့ရှင်ကိုချာလေးကအစားလည်းအကုန်ပို့ပေးပါရင်နော်ကိုဒီပါကိုငွေလွှဲပြီးတော့မက်ဆေ့ကိုစကွေရှော်ရေးတစ်ချက်ရိုက်ပြပေးပါနော်ကိုခုနေ့မနက်ပိုင်းယူပြလာရှင်ယူပြတဲ့ဆိုရင်တော့မက်ဆေ့ကိုတစ်ချက်ကလေးတော့အကြောင်းပြပေးနော်ဘာဖြစ်လို့ဆိုတော့မက်ဆေ့တော့စရင်ထည့်ပေးပါစက်လေးထုတ်ရတာမို့လို့ပါရှင်ဟုတ်ကဲ့ပါကိုမက်ဆေ့ကိုဒလီကားနဲ့ကားလေးပါတစ်ခါလေးလွှဲပေးပါအောင်နော်ကိုမက်ဆေ့ကိုဆိုင်ဝယ်သူတွေကတော့ဒလီကားနဲ့ကားပေါက်ရှစ်ခိုင်းပါရဲ့ရှင်ဘာဖြစ်လို့ပေါက်ရှစ်ခိုင်းတာလဲဆိုတော့လေအကိုကကိုမဲ့ပိုးမဲ့လူတစ်ဖြစ်နေတဲ့အတွက်ကြောင့်ဒလီသမိုင်းနဲ့ကားသမားတွေကရောင်းရင်3နှစ်တောင်းတယ်လို့အားကြောင့်မက်ဆေ့ကိုဒီဘက်ကနေတစ်ခါလေးကျွတ်ရှစ်ခိုင်းတာပါနော်အကိုဒလီကားနဲ့ကားလေးက1000ခွဲချက်ပါနော်အကိုဘိုးဘဲရောက်လာဒီပြတစ်ချက်မှပေးစရာမလိုဘူးမက်ဆေ့ကိုဒီဘက်ကနေတစ်ခါလေးအကုန် PC လုပ်ပေးလိုက်ပါရင်နော်